လာမယ့်2026ခုနှစ်မှာမြန်မာနိုင်ငံအနေနဲ့ပြည်ပကနေတဘာဝတန်ငွေရည် LNG တန်ချိန်4သိန်းခန့်တင်သွင်းနိုင်ခြေရှိကြောင်းသတင်းအချက်အလက်နဲ့သုတေသနအဖွဲ့အစည်းကပလာရဲ့အချက်အလက်တွေအရသိရှိရပါတယ်။နိုဝင်ဘာလအတွင်း LNG သင်္ဘောတဝက်စာခန့်ပမာဏရှိတဲ့တဘာဝတန်ငွေရည်တွေကိုလက်ခံရရှိပြီးနောက်၄နှစ်ကျော်ကြာတဘာဝတန်ငွေရည်တင်သွင်းမှုရပ်ဆိုင်းထားခြင်းကိုအဆုံးသတ်ခဲ့ပါတယ်။ပြည်တွင်းမှာဖြစ်ပွားခဲ့တဲ့စစ်ပွဲတွေကြောင့်အရှေ့တောင်အာရှနိုင်ငံဟာ LNG တင်သွင်းမှုရပ်တန့်ခဲ့ရပြီးအဲ့ဒီအချိန်မှစကဓာတ်ငွေပြက်လက်မှုနဲ့အတူကျေပြတ်တဲ့လျှက်စစ်တအားပြတ်တောက်မှုတွေနဲ့ပါရင်ဆိုင်ခဲ့ရပါတယ်။လာမယ့်နှစ်မှာတော့ LNG တန်ချိန်3.4 တန်တင်သွင်းပြီးတန်လင်းနဲ့တာကိတာ LNG တအားပေးစက်ရုံစီမံကိန်းတစ်ခုကနေလျှက်စစ်တအား900မဂါဝက်အထိထုတ်လုပ်မှုမြင့်တက်လာမှာဖြစ်ကြောင်းကပလာရဲ့လေးလာဆန်းစစ်သူနယ်စင်ရှောင်းကပြောပါတယ်ကပလာရဲ့အချက်လက်တွေအရတန်လျင်တအားပစ္စည်းရုံစမ်းသက်လက်ဖက်ဖို့ရေနံတင်သင်္ဘောဂျပန် Princess ကမလေးရှားနိုင်ငံဘင်တူလူစက်ရုံမှ LNG တွေကိုတီလွာစိတ်ကန်းကတဘာဝတန်ငွေရည် LNG 3တအားပစ္စည်းရုံကနေကနဦးအနေနဲ့လျှက်စစ်တအား150မဂါဝက်ထုတ်လုပ်ပေးလျက်ရှိကြောင်းလျှက်စစ်နဲ့စွမ်းအင်ဖွံ့ဖြိုးရေးကော်မရှင်ကနေတည်ထားရပါတယ်တဘာဝတန်ငွေရည် LNG ကဈေးနှုန်းကြီးမားတဲ့စွမ်းအင်အရင်းအမြစ်ဖြစ်တဲ့အတွက်လေလွင့်မှုနဲ့ပေါအောင်ဆောင်ရွက်ကြဖို့လဲကော်မရှင်ဥက္ကဋ္ဌကဒီဇင်ဘာ19ရက်နေ့ခရီးစဉ်မှာမှာကြားခဲ့ပါတယ်။တန်လင်း200မဂါဝက်နဲ့တာကိတာ300မဂါဝက်ဓာတ်အားပေးစက်ရုံစီမံကိန်းတွေကို Everest Energy Solution Limited နဲ့ CNTIC Vipower Group Holding Limited တို့ကအကောင့်ထဲပေါ်ဆောင်ရွက်နေတာပါ။စွမ်းအင်ဝန်ကြီးဌာနအနေနဲ့ထိုင်းအစိုးရပိုင်စွမ်းအင်ကော်ပိုရေးရှင်း PTTEP International ကိုလည်းမြန်မာနိုင်ငံကတဘာဝတန်ငွေရည် LNG တင်သွင်းသို့လောင်ဖြန့်ဖြူးခြင်းလုပ်ငန်းတွေမှာလာရောက်ရင်းနှီးမြှုပ်နှံဖို့ဖိတ်ခေါ်ထားကြောင်းပါခင်ဗျာ